အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတစ်ခါတင်ဆက်ပေးမှာကတော့ကြပြဆရာမင်းသိဋ္ဌိမြင်းမှုရဲ့ကြပြလေးပဲဖြစ်ပါတယ်အားလုံးပဲနားတော်ရစီပေးကြပါခင်ဗျာကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာပါ Poetry Recitation Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ပြည်သူငါတို့ဟာမြစ်တွေပဲဒါကြောင့်ရေရှိသူ၏ဆက်လက်စီးဆင်းရမယ်မိုးကုတ်စဝိုင်းအစုံစัจ java လာအစုံကဘာမြေအစုံနာယီလက်တံတွေမရက်တန့်သူ၏ငါတို့ဟာဆက်လက်စီးဆင်းနေရအောင်မယ်မင်းသိဋ္ဌိမြင်မှု